အားလုံးမင်္ဂလာပါဒီတခါတော့မြန်မာအစိုးရကိုဇမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီအကူကြီးပြောတာကိုကျွန်တော်တို့နားထောင်ကြရအောင်ပြီးတော့သူဘာပြောခဲ့တယ်လဲအဲ့ဒီအထက်မှာဘာတွေပါခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့နားထောင်ကြရအောင်ပြဿနာတော့ထပ်တက်ပြန်ပြီ ICJ ကြားနာပွဲလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုခံရတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကလေဒီတကူနဲ့ဝိရတူပါနေပြီဗျဒီတကူဆရာတော်ဆိုတဲ့ပုဂ္ဂိုလ်ကလေဗုဒ္ဓဘာသာမဟုတ်ရင်တတ်လို့ရတယ်ဆိုပြီးတရားဟောတဲ့အချက် ICJ တရားရုံးမှာတင်သွင်းကြတယ်နောက်ပြီးတော့ဝိရတူဆိုတဲ့ကောင်ဘုန်းကြီး sorry သူကကြတော့ကျွန်တော်တို့အမျိုးဘာသာတာသနာဆိုပြီး669တွေလုတ်ပြီးဘာသာတူရဆိုင်မာသာဈေးဝယ်ပါမည်ဘာသာတူတဲ့လူနဲ့ယူရမည်ဆိုတဲ့ဂျီနိုဆိုက်ရဲ့ရှေ့ပြေးလက္ခဏာတွေကိုဆောင်ရွက်ခဲ့တယ်ဆိုပြီးဒီကနေ့တော့မင်းအွန်လိုင်းတီတကူဝိရတူတို့ဟာ ICJ တရားရုံးမှာအမှုတွဲတွေဖြစ်လို့နေပြီဝမ်းသာရမှာလားဝမ်းနည်းရမှာလားမသိတော့ပါဘူးဗျာကမ္ဘာမှာဒီနေ့ World Peace ဆိုပြီးတော့ဗုဒ္ဓဘာသာဘုန်းကြီးတွေအမေရိကန်မှာလမ်းလျှောက်နေကိုဗမာပြည်ကဘုန်းကြီးတွေကလူမျိုးတုံးတပ်ဖြတ်ဖို့လှုပ်ဆော်မှုနဲ့ပတ်သက်ပြီးအမှုတွဲခံရရတယ်ကိုနိုင်ငံကဗုဒ္ဓဘာသာဘုန်းကြီးတွေကဂျီနိုဆိုက်တရားခံပူးတွဲတရားခံတွေထဲမှာမအားလာရဲ့ဝိရတူရဲ့တီတကူရဲ့ဒါတွေနဲ့ပတ်သက်ပြီးစုံလင်တဲ့သတင်းတွေကိုကျွန်တော် YouTube မှာပြောမယ်ဒါကြကြโอเคဆိုတော့အခုကျွန်တော်တို့အားလုံးကြားတဲ့အတိုင်းပဲဒီကူကြီးပြောတဲ့ဟာကမြန်မာအစိုးရကိုဇမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲတဲ့အထက်မှာဒီဖုန်ကြီးနှစ်ကောင်ပါတယ်တဲ့ဖုန်ကြီးနှစ်ပါးပေါ့နော်ဖုန်ကြီးနှစ်ယောက်ဆိုတော့လူများတေမလားရှင်မလားဆိုပြီးတော့ဒီစစ်အာဏာရှင်တွေကလူမျိုးတို့တပ်ဖြတ်ပြီးတော့တိုင်းတာအလုံးကိုဒုက္ခပေးမြန်မာပြည်သူလူထုအလုံးကိုဒုက္ခပေးပြီးတော့လူတိုင်းသူ့ကိုထောက်မခံတဲ့လူမျိုးတိုင်းလူတိုင်းဘေးဘာသာမစုဘာမှမချမ်းမနဲ့တတ်ဖြစ်နေတဲ့အချိန်မှာဒီဖုန်ကြီးနှစ်ပါးကအမျိုးဘာသာတာသနာစုပြီးတော့လူမျိုးခွဲခြားခြင်းဘာသာရေးခွဲခြားခြင်းနဲ့လောက်နေတာအင်မတန်မှyesterday လွန်တဲ့ဆက်ဆက်ဆွန်ရှာကောင်းတယ်တကယ်ငိပတ်တဲ့အတွေ့အခေါ်ဖြစ်တယ်ဒီလိုမျိုးဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖုန်ကြီးတွေအယောင်ဆောင်ဖုန်ကြီးတွေအများကြီးရှိတယ်ဆိုတာကျွန်တော်တို့ခန့်မှန်းလို့ရတယ်ပြီးတော့ဒီ online social media မှာလည်းခဏတွေ့လက်ရှိတယ်ဒီလူမျိုးအချိန်မှာအမျိုးဘာသာတို့သာသနာတို့ဗုဒ္ဓဘာသာမှမြန်မာလူမျိုးမှဆိုပြီးတော့လူမျိုးတွေဘာသာတွေခွဲခြားနေမယ်ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားအားလုံးကလည်းလက်ခံမှာမဟုတ်ဘူးအဲ့ဒါတွေကိုပြည်သူတွေတဘောပေါက်ဖို့လူနေပြီဒါတွေကိုခွဲခြားတတ်ဖို့လူနေပြီဒီအချိန်မှာစစ်ကောင်စီတွေဒီမင်းအွန်လိုင်းနဲ့ပေါင်းပါတွေကသူ့ရဲ့လူမျိုးကိုလည်းမညာသူ့ရဲ့သူတို့ကူးကွယ်နေတဲ့ဖုန်ကြီးတွေမှသူတို့ဘာသာခေါင်းဆောင်တွေမှမညာမချမ်းပဲနဲ့အကုန်လုံးအမျိုးဖြစ်ပြီးတော့သူတို့အာဏာတည်မြဲဖို့ရန်ဘယ်သူမဆိုအကုန်လုံးအင်းနီနာချင်းလဲနားမလဲအမျိုးတွေလည်းနားမလဲပဲနဲ့သူတို့ဖျားတွေလည်းနားမလဲပဲနဲ့တက်ဖြစ်နေတဲ့အချိန်မှာဒီတချို့ဖုန်ကြီးတွေကဘာသာရေးကိုအစွန်းရောက်ပြီးတော့လူမျိုးရေးကိုခွဲချာဘာသာရေးကိုခွဲချာလောက်နေမယ်ဆိုရင်ဒါတွေကဒီကျန်တဲ့ဒီဗမာတွေအတွက်ဒီကျန်တဲ့ဗုဒ္ဓဘာသာတွေအတွက်မကောင်းဘူးအများအပြားတိုင်းရင်းသားတွေကခရစ်ယာန်ဖြစ်တယ်ပြီးတော့လူမျိုးမတူဘူးအဲ့ဒီတွေ့ကြုံဒီနေရာမှာအားလုံးဒီအကြောင်းအရာကိုခွဲချာနားလေဖို့လူနေပြီလို့ကျွန်တော်ကပြောချင်